ချွေးမလေးစီကခလင်းလိုကျင်းလို့ကြီးကြနေရကြောင်းသူပြောများနေတဲ့နေမျိုးအောင်တာဖြစ်သူရဲ့တရားဝင်လက်မထပ်ရသေးပေမဲ့ချွေးမလေးကိုခလင်းမွေးပေးဖို့ပူဇော်နေရကတရုတ်ဆောင်မင်းသားနေမျိုးအောင်ပါတရုတ်ဆောင်မင်းသားနေမျိုးအောင်ဟာတချိန်ကအောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်ခဲ့တယ်လို့အခုချိန်မှာလည်းဇနီးတဲ့အားပြည့်စိန်စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေတာဖြစ်ပါတယ်နေမျိုးအောင်မှာတော့တားနှစ်ယောက်ရှိပြီးတယောက်ကတော့မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့ DJ Violent နဲ့ချစ်ကြိုက်နေကြတာဖြစ်ပါတယ်ဒါပေမဲ့နေမျိုးအောင်ရဲ့သားနဲ့ DJ Violent တို့ဟာတရားဝင်လက်မထပ်ရသေးပဲအတူတူ9နှစ်လောက်နေလို့လူပြောများနေရပါအခုချိန်မှာတော့နေမျိုးအောင်ကချွေးမလေး DJ Violent ကိုခလေးဝှေ့ဖို့ပူဇော်နေရပါသူဖြင့်တော့မြေးလေးချီချင်လို့ချွေးမလေးကိုနေမျိုးအောင်ကပူဇော်နေရပါချွေးမဖြစ်သူကတော့ခလေးတယောက်ကိုလူလားမြောက်မွေးဖို့မလွယ်တာကြောင့်ရောက်ခမဖြစ်သူကိုခလေးမမွေးချင်ကြောင်းပြောနေရပါဇနီးအားပြစင်ကတော့ချွေးမရဲ့တားဖြစ်သူကိုအရင်ဆုံးမင်္ဂလာဆောင်ဖို့နဲ့မင်္ဂလာမဆောင်မဲ့ခလေးမွေးတနိုင်ငံလုံးကဝိုင်းပြောတော့ခံရမယ်လို့လည်းပြောနေကြတာလည်းတွေ့ရပါတယ်ဘာပဲပြောနေမျိုးအောင်တို့မိသားစုဟာတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတိဆောက်ထားတာမို့လို့လည်းအားလုံးကအားကျနေကြတာဖြစ်ပါတယ်